ကျက်သွန်နီကျော်စီချက်ချက်ပါမယ်ကျက်သွန်နီကျော်ကျော်ရာဘာခက်လဲလို့မေးကြမှာ US မှာတော့ခက်တယ်ဘာကြောင့်လဲဆိုတော့ကျက်သွန်နီတွေအများစုကကြော်လိုက်လို့ရှိရင်မွေးတော့မွေးမယ်ဒါပေမဲ့ကျက်သွန်နီဘက်ကြီးတွေကပျော့ပျော့နဲ့မဲမဲကြီးတွေပဲရတယ်အခုကန်ကောင်းပြီးတော့ကျက်သွန်နီမျိုးyellow onion ပဲဒါပေမဲ့ yellow onion နိုင်လည်းအဲ့လိုမရဘူးဒီတစ်စိတ်ကလေးကိုကြော်ကြည့်တာမှာကျက်သွန်နီကလေပြထားတဲ့အတိုင်းကျွတ်ကလေးအယောင်လှလှလေးရပါတယ်ကျက်သွန်နီကြော်တဲ့အခါလေအထူပါညီအောင်လှီးဖို့လိုတယ်အရန်ထူနေတာတွေကိုလည်းရွေးပြီးဖယ်ရမယ်ပြီးတော့သူ့မှာရှိတဲ့ရေတွေကို6နိုင်သမျှ6သွားအောင်အဝတ်နဲ့စုပ်ပေးရပါမယ်ကျက်သွန်နီတွေကြော်ဖို့အသင့်ဖြစ်ပြီဆိုရင်အရင်ဆုံးအိုးပူလာအောင်တည်မယ်ပူလာပြီဆိုမှစီနည်းနည်းထည့်တယ်စီပူလာပြီဆိုမှအဲ့ဒီစီကိုဖဲတယ်ပြီးလို့ရှိရင်အခုလိုအငွေ့ထောင်းထောင်းထားတဲ့ချိန်ကိုစောင့်နေပြီးတော့မှစီတွေပြန်ထည့်မယ်စီများများသုံးပါတယ်ကျက်သွန်နီလေးတစ်ဖက်ထည့်ကြည့်တယ်အခုလိုချက်ချင်းအပေါ်တက်လာပြီဆိုရင်စီပူနေပြီဒါဆိုကျက်သွန်နီတွေထည့်ကြော်လို့ရပြီစနွင်းမုံများများသုံးမယ်ဒီစနွင်းမုံတွေကလေမစစ်တာကြောင့်ရောအယောင်ဝါဝါလေးရချင်တာကြောင့်ရောများများသုံးတယ်မကြာခဏမှွေပေးရမယ်စီများများသုံးထားတဲ့အတွက်အကျက်ညီဖို့ပိုပြီးတေချာတယ်အခုအနေထားလောက်ရောက်ပြီဆိုလို့ရှိရင်သတိထားနေရပြီမကြာခဏလည်းမှွေပေးနေရပြီဒီအနေလောက်ရောက်ပြီဆိုလို့ရှိရင်မီးကိုပေးလိုက်ပါပြီအဲ့တော့မီးဖိုရဲ့အပူဒီစီအပူနဲ့ပဲဆက်ပြီးကြော်ပါတယ်အဲ့တော့တော်တော်လေးရွှေအိုရောင်တန်းစားပြူတာတွေကိုစပြီးဖယ်ပါတယ်ဒီချိန်မှာလက်ကလေးခက်သွက်လေးလိုရတယ်ဘာကြောင့်လဲဆိုတော့ကြံနေတဲ့ဟာတွေကအရန်တူသွားမှာကြံနေတဲ့ဥစ္စာကိုတော့စကားလေးနဲ့ပဲဆယ်ပေးလိုက်ပါတယ်အားလုံးဆယ်ပြီးသွားရင်မီးကိုပြန်ဖွင့်မယ်စီပူအောင်ဆောက်မယ်နောက်တစ်သုတ်ဆက်ပြီးကြော်ပါမယ်ကျက်သွန်ကြော်တွေမြန်မြန်အေးသွားအောင်ဖြန့်ပြီးထားရတယ်ကျွတ်မကျွတ်ကတော့ဒီမှာကြည့်ပါကျက်သွန်ကြော်လေးတွေကျွတ်သွားပြီဆိုမှအေးခံထားတဲ့စီနဲ့ပြန်ပြီးရောပေးလိုက်တယ်ဒါဆိုလို့ရှိရင်အတုတ်တုတ်စားဖို့အတွက်ကျက်သွန်ကြော်စီချက်မှုမွှေးလေးရပါပြီ